Happy birthday ပါအမေစုအသက်ရှိပါစေတက်ရှိထင်ရှားရှိနေပါစေလို့ပဲဖိုးဖိုးဆုတောင်းပါတယ်ပေါ့နော်အားလုံးပဲမင်္ဂလာပါခင်ဗျာ KH မြန်မာ channel ကနေကြိုဆိုပါတယ်ကျွန်တော်တို့ရဲ့ channel ဟာဆိုရင်နေ့စဉ် new dollar နဲ့ပတ်သက်တဲ့သတင်းထူးသတင်းကောင်းများကိုတင်ဆက်ပေးနေပါတယ်ခင်ဗျာစောင့်မျှော်အားပေးကြဖို့တောင်းဆိုပါတယ်ခင်ဗျာအမေစုအသက်80ပြည့်မွေးနေ့ဆုတောင်းဗီဒီယိုပေါင်း8000ခင်းနှစ်စံချိန်တင်ဖို့အတွက်ဖိုးတို့ဝိုင်းဝန်းပြီးတော့ကြိုးစားခဲ့ကြတယ်ထင်မှန်မထားခဲ့ပဲနဲ့ဖိုးတို့ဇွန်လ18ရက်နေ့မှာကိုခင်းနှစ်စံချိန်တင်နိုင်သွားတယ်ဗျာအမေစုရဲ့ Happy birthday ဆုတောင်းဗီဒီယိုဖိုင်ဟာ8000တောင်ကျော်သွားတယ်နော်8000တောင်ကျော်သွားတယ်ဒါတော်တော်ကိုအားရဝမ်းသာစရာကောင်းတယ်ပေါ့နော်ဒါကြောင့်ဖိုးတို့ပြည်သူတွေညီကြတယ်ဖိုးတို့ပြည်သူတွေတော်ကြတယ်ပေါ့နော်ဖိုးတို့ပြည်သူတွေအမေစုကိုမေ့မထားဘူးဆိုတာအခုခင်းနဲ့စံချိန်တင်ပြီးတော့ဒါတက်တည်ပြနိုင်သွားပြီပေါ့နော်အမေစုရဲ့အသက်80ပြည့်နှစ်မှာဗီဒီယိုပေါင်း8000နဲ့ဒါမွေးနေ့ဆုတောင်းပေးကြတယ်မွေးနေ့ဆုတောင်းဗီဒီယိုဖိုင်ပေါင်းဟာ8000တောင်မကဘူးကျော်သွားတယ်ပေါ့နော်8000တောင်မကဘူးကျော်သွားတယ်ဒါပေမဲ့ဖုတ်တစ်ခုစိုးရိမ်တာကဒီကနေ့ဇွန်လ18ရက်နေ့မှာစစ်ကောင်စီကထုတ်ပြလိုက်တဲ့အမေစုရဲ့ဒီတရားရုံးကဗီဒီယိုဖိုင်ပေါ့နော်အဲ့ဒီတရားရုံးကဗီဒီယိုဖိုင်က2022 12လပိုင်းကဗီဒီယိုအဟောင်းကြီးအခုက2025ဇွန်လလွန်ခဲ့တဲ့2နှစ်နဲ့6လနီးပါးကဗီဒီယိုကြီးဗျာဗီဒီယိုအဟောင်းကြီးအဲ့ဒီနောက်ပိုင်းမှာအမေစုရဲ့နော်တရားရုံးကဓာတ်ပုံတွေရောဗီဒီယိုတွေကိုရောအမေစုသတင်းစကားပါတဲ့သတင်းတွေရောမကြားရတော့အမေစုပျောက်သွားတယ်လုံးဝလူမြင်ကွင်းကိုထွက်ပေါ်မလာတော့အမေစုရဲ့အတန်ပဲဖြစ်ဖြစ်အမေစုရဲ့ဓာတ်ပုံပဲဖြစ်ဖြစ်တစုံတစ်ခုပေါ့နော်အမေစုနဲ့ပတ်သက်တဲ့တစုံတစ်ခုလူမြင်ကွင်းကိုမကြားရတော့ဘူးရောက်မလာတော့ဘယ်လောက်ကြာပြီဆို2နှစ်နဲ့6လနီးပါးရှိပြီအခု line ပေါ်မှာပြန့်နှံ့နေတဲ့ဗီဒီယိုဖိုင်တစ်ခုကဒါတရားရုံးကဗီဒီယိုပေါ့နော်ဒိတ်က2022ခုနှစ်12လပိုင်းကဗီဒီယိုကြီး12ရက်12လ2022ကဗီဒီယိုဟောင်းအဲ့တော့အမေစုရဲ့အသက်အန္တရာယ်စိုးရင်ရတယ်ပွင့်လင်းလင်းပြောရင်သေသလားရှင်သလားမသိရအောင်ပြီးတော့နေပြည်တော်မှာလည်းငလင်လှုပ်သွားတယ်နော်နေပြည်တော်မှာလည်းငလင်လှုပ်သွားတယ်အမေစုပျောက်နေတာကလည်း2နှစ်နဲ့6လနီးပါးရှိသွားပြီအဲ့တော့အမေစုရဲ့အသက်အန္တရာယ်တော်တော်ကိုစိုးရိမ်နေရတယ်ဘယ်လောက်တောင်စိုးရိမ်နေရလဲဆိုရင်ပွင့်လင်းလင်းပြောရင်အမေစုသေသလားရှင်သလားကိုဘိုးလို့မသိရပါဘူးအဲ့တော့အမေစုအတွက်ပြည်သူတွေကဂင်းနဲ့စံချိန်ဝင်အောင်ဗီဒီယိုပေါင်း8000ကျော်ဆုတောင်းပေးခဲ့ကြတာဒါကိုဘိုးတို့အားရဝမ်းသာကျင်းနေပေမဲ့တစ်ဖက်မှာအမေစုကထောင်သွင်းအကျဉ်းဆန်နေရတယ်ပြီးတော့လူမြင်ကွင်းကပျောက်သွားတာ2နှစ်နဲ့6လကျော်သွား6လနီးပါးရှိပြီဒါအမေစုရဲ့အသက်အန္တရာယ်စိုးရိမ်နေရတယ်သေသလားရှင်သလားကိုဘိုးတို့မသိရဘူးเนาะဒါကြောင့်အခုလိုအချိန်မှာတနိုင်ငံလုံးကတခဲနဲ့เนาะတပြိုင်နက်တည်းကမ်ပိန်းတစ်ခုလုပ်စေချင်တယ်အဲ့ဒါဘာကမ်ပိန်းလဲဆိုရင်ဒီအမေစုကိုပြည်သူတွေကိုချပြဖို့เนาะလက်ရှိအမေစုရဲ့ပုံကိုပေါ့เนาะအသက်ရှင်သေးလားအသက်မရှင်တော့ဘူးလားဆိုတဲ့ပုံကိုပေါ့เนาะချပြဖို့အတွက်စစ်ကောင်စီကိုပြည်သူတွေကမေးခွန်းထုတ်ရမယ်ဖိအားပေးရမယ်ပေါ့နော်မေးခွန်းထုတ်ရမယ်ဖိအားပေးရမယ်
Happy birthday အမေစုဆိုတာထပ်ပေါ့နော်အမေစုအသက်ရှိသေးလားမရှိတော့ဘူးလားဆိုတော့ဘဘတို့ကွက်ပြပြသိရအောင်စစ်ကောင်စီကိုပြည်သူကိုချပြဖို့အတွက်ဖိအားပေးရမယ်မိကွန်းထုတ်ရမယ်ပေါ့နော်အဲ့ဒါတော်တော်ကိုအရေးကြီးရပေါ့နော်အရေးကြီးရပေါ့ဒါကြောင့်ဒီကနေ့ online ပေါ်မှာပြန့်နှံ့လာတဲ့ဗီဒီယိုကိုကြည့်ပြီးတော့ဘဘထိတ်လန့်သွားတယ်ဘာဖြစ်လို့လဲဆိုတော့2022ခုနှစ်ကဗီဒီယိုအဟောင်းကြီးအဲ့ဒီနောက်ပိုင်းအမေစုဘာသာမှကိုမကြားရတော့ပျောက်သွားတယ်ပေါ့နော်ဒါကြောင့်စိုးရင်စရာရှိပါတယ်စိုးရင်စရာရှိပါတယ်အမေစုပြောခဲ့တဲ့အမှတ်တရစကားလေးတွေပေါ့နော်ကျမဟာပြည်သူတွေရဲ့မေတ္တာကိုအင်မတန်မှတန်ဖိုးထားပါတယ်ကျမဟာပြည်သူတွေရဲ့မေတ္တာကိုအင်မတန်မှတန်ဖိုးထားပါတယ်နော်ပြည်သူပြည်သားတွေရဲ့မေတ္တာကိုရယူခြင်းပါတယ်မဲအောင်လိုင်းမှာအဲ့လိုစိတ်ဓာတ်မျိုးရှိစေခြင်းတယ်မဲအောင်လိုင်းကပြည်သူပြည်သားတွေရဲ့မေတ္တာကိုဘယ်တုန်းကမှယူဖို့မကြိုးစားဘူးနော်အမြဲတမ်းအကြံဖတ်တယ်တခုခုပြစ်ပြီးဆိုရင်ပြည်သူကိုလက်နဲ့ပဲဖြည့်ရှင်းတယ်သူတို့ကလက်နဲ့ပဲရှိတာကိုလက်နဲ့ပဲရှိတဲ့ကောင်ဆိုတော့အမြဲတမ်းလက်နဲ့ပဲဖြည့်ရှင်းတယ်အဲ့ဒီလက်နဲ့ကင်တဲ့သူတွေကဒီနိုင်ငံကြီးကိုဘယ်လိုဥဆောင်မလဲဒီနိုင်ငံကြီးကိုကြီးပွားတိုးတက်အောင်ဘယ်လိုလုပ်မလဲနိုင်ငံကြီးကြီးပွားတိုးတက်ဖို့ဆိုတာဒီလက်နဲ့ဖြည့်ရှင်းလို့မှမရတာအမေစုပြောတဲ့စကားဘယ်လောက်ကောင်းလဲပြည်သူပြည်သားတွေရဲ့မေတ္တာကိုကျမရယူခြင်းပါတယ်မဲအောင်လိုက်လဲပြည်သူပြည်သားတွေရဲ့မေတ္တာကိုရယူစေခြင်းတယ်ပေါ့နော်ရယူစေခြင်းတယ်ပေါ့ကျမတို့ဟာပြည်သူပြည်သားတွေကိုအားကိုးပြီးတော့အနှစ်30ကျော်နိုင်ငံရေးလုပ်ခဲ့တာဖြစ်ပါတယ်ပြည်သူပြည်သားတွေကိုအားကိုးပြီးတော့အနှစ်30ကျော်နိုင်ငံရေးလုပ်ခဲ့တာဖြစ်ပါတယ်ဒါကြောင့်ပြည်သူသားအမိပြည်သူသားအဖဖြစ်ပါတယ်ဟောအမေစုကပြည်သူသားအမိပြည်သူသားအဖတဲ့စစ်တပ်ကတော့အဲ့လိုမဟုတ်ဘူးတပ်မတော်သားအမိတပ်မတော်သားအဖတခြားစီဖြစ်ဟောတပ်မတော်သားအမိတပ်မတော်သားအဖအဲ့ဒီကလွဲနေပြီလေအဲ့ဒီကလွဲနေပြီအမေစုရဲ့ဆောင်ပုဒ်ကပြည်သူသားအမိပြည်သူသားအဖဘာပဲလုပ်ပြည်သူအတွက်ပဲပေါ့လို့ဟောစစ်တပ်ကကြတော့တပ်မတော်သားအမိတပ်မတော်သားအဖပြည်သူကိုသူတို့စိတ်ဝင်စားဘူးပြည်သူကိုသူတို့စိတ်ဝင်စားလူလူထောက်ခံမှုကိုလိုချင်ပေမဲ့လည်းကျမတို့ဟာပြည်သူပြည်သားတွေကိုထိခိုက်စေမဲ့နီးနေတော့ပြည်သူလူထုရဲ့ထောက်ခံမှုကိုဘယ်တော့မှရယူမှာမဟုတ်ဘူးတဲ့ကဲဘယ်လောက်ကောင်းလဲပြည်သူထောက်ခံမှုကိုလိုချင်ရင်တဲ့နော်ပြည်သူထောက်ခံမှုကိုလိုချင်ရင်တဲ့ကျမတို့ဟာပြည်သူပြည်သားတွေကိုထိခိုက်နာကျင်အောင်ဘယ်တော့မှလုပ်မှာမဟုတ်ဘူးတဲ့နော်ပြည်သူပြည်သားတွေရဲ့ထောက်ခံမှုရဖို့အတွက်ပြည်သူပြည်သားတွေကိုထိခိုက်နာကျင်အောင်ကျမတို့လုပ်မှာမဟုတ်ဘူးတဲ့ပြောချင်တာကအကြမ်းဖက်တဲ့နီးလန်းနဲ့ပြည်သူပြည်သားတွေရဲ့ထောက်ခံမှုကိုကျမတို့ဘယ်နည်းနဲ့မှမယူဘူးတဲ့လိုလည်းမလိုချင်ဘူးတဲ့ပြည်သူရဲ့ဆန္ဒနဲ့ပဲပြည်သူထောက်ခံမှုကိုလိုချင်ပါတယ်တဲ့ကဲနော်ဘလောက်ကောင်းလဲအမေစုပြောတဲ့စကားမင်းအောင်လိုက်လဲပြည်သူလူထုရဲ့ထောက်ခံမှုကိုအကြမ်းဖက်တဲ့နီးလန်းနဲ့မဟုတ်ဘဲနဲ့တကယ်မေတ္တာစင်မေတ္တာမှန်နဲ့ရအောင်ကြိုးစားပေါ့နော်အဲ့တော့အမေစုရဲ့မူဝါဒဟာပြည်သူလူထုရဲ့ထောက်ခံမှုကိုရဖို့အတွက်ဘယ်တော့မှအကြမ်းဖက်မှာမဟုတ်ဘူးအဲ့လိုအကြမ်းဖက်တဲ့နီးလန်းနဲ့လည်းပြည်သူလူထုရဲ့ထောက်ခံမှုကိုသူဘယ်တော့မှယူမှာမဟုတ်ဘူးတဲ့ဟောစစ်တပ်ကကြတော့အဲ့လိုမဟုတ်ဘူး
ဒါမိုးတဲ့ပြည်သူလူထုရဲ့ထောက်ခံမှုမင်းငါ့ကိုထောက်ခံမလားမထောက်ခံဘူးလားမထောက်ခံရင်တတ်မှာနော်အဲ့တော့အခုတော်လိုင်းရေးလုပ်တဲ့သူတွေလည်းပဲအမေစုကိုနှလုံးသွင်းရမယ်နော်ပြည်သူလူထုကိုအာရမပြုကျင့်တာတွေအနိုင်ကျင့်တာတွေဒရန်လို့ဆွဆွဲပြီးတက်ဖြတ်တာတွေအခွန်ကောက်တာတွေနော်အနိုင်ကျင့်တာတွေစော်ကားတာတွေဒါတွေကိုချောင်ကျင်ရမယ်ဒါတွေကိုလုပ်နေပြီဆိုရင်တော့ဒါအာနာရှင်အကြက်ဖက်အတူတူပဲနော်သူကဘာကောင်းကြီးဖြစ်နေပြီအာနာရှင်အကြက်ဖက်အတူတူပဲမဲအောင်လိုက်ဥဆောင်တဲ့စစ်တပ်ပဲပြပြတိုင်းရင်းသားလက်နက်ကံပဲပြပြမနေ့တနေ့ကပေါ်လာတဲ့ PDF ပဲဖြစ်ဖြစ်ပြည်သူကိုအနိုင်ကျင့်နေမယ်အကြက်ဖက်နေမယ်ဆိုရင်ဘာကောင်းကြီးပဲဖြစ်ဖြစ်အဲ့ဒါအကြက်ဖက်ကအကြက်ဖက်ပဲဗျနော်အကြက်ဖက်ကအကြက်ဖက်ပဲဒီကနေ့ကအမေစုရဲ့မွေးနေ့ဖြစ်တဲ့အတွက်ကြောင့်အမေစုရဲ့အထုပ်ပတ္တိလေးကိုဘဝဖြစ်စဉ်အကျဉ်းချုပ်ကလေးကိုဖို့တနေ့လေးပြောပြမယ်နော်အမေစုကို1945ခုနှစ်ဇွန်လ19ရက်နေ့မှာမွေးဖွားခဲ့တယ်ပေါ့နော်ဒီကနေ့မှာမွေးဖွားခဲ့တာပေါ့နောက်1965နှစ်သမီးမှာနော်1965နှစ်သမီးမှာနေဝင်းနဲ့ဦးနုကပေါင်းပြီးတော့အမေစုရဲ့မိခင်ဒေါက်ခင်ကြီးကိုအိန္ဒိယတန်အမတ်ခန့်အပ်ပြီးတော့အိန္ဒိယကိုနှင်ထုတ်လိုက်တာဘလောက်အကြံပတ်ဆက်ခဲ့ကြတယ်လဲဆိုရင်ပေါ့နော်ဘလောက်အကြံပတ်ဆက်ခဲ့ကြတယ်လဲဆိုရင်အဲ့ဒါလည်းကောင်းတယ်လို့ပြောရမှာပဲဘာဖြစ်လို့လဲဆိုတော့အမေစုရဲ့ဘဝဒီအိန္ဒိယရောက်သွားလို့သားလေဘဝတက်စစ်ချိုးကကောင်းသွားတာပေါ့နော်တကယ်လို့မြန်မာနိုင်ငံထဲပဲအမေစုနေရမယ်ဆိုရင်တော့အမေစုဘဝဒီလိုဘဝမျိုးတော့မဖြစ်တော့ဘူးပေါ့နော်ဒီလိုဘဝမျိုးမဖြစ်တော့ဒါကြောင့်နေဝင်းနဲ့ဦးနုပေါင်းပြီးတော့1960အမေစု9နှစ်သမီးမှာအမေစုရဲ့မိခင်ဒေါက်ခင်ကြီးကိုအိန္ဒိယတန်အမတ်ယာတုပေးပြီးတော့အိန္ဒိယကိုပို့ပလိုက်တယ်ပေါ့နော်အဲ့ချိန်မှာအမေစုက9နှစ်သမီးပဲရှိတယ်အဲ့တော့အမေစုကအိန္ဒိယမှာကျောင်းတက်တယ်နော်နောက်တစ်ခုကအင်္ဂလန်အောက်စဖို့တက္ကသိုလ်မှာကျောင်းတက်တယ်ပြီးတော့အင်္ဂလန်ကအောက်စဖို့တက္ကသိုလ်မှာပဲအမေစုကလန်ဒန်တက္ကသိုလ်မှာပေါ့နော်အင်္ဂလန်ကလန်ဒန်တက္ကသိုလ်မှာလက်ထောက်သူတေသနာအဖြစ်တာဝန်ထမ်းဆောင်ခဲ့တယ်ပေါ့နော်ဒါကဘုရားအချင်းချုပ်ကိုပြောပြတာနောက်တစ်ခုက1969ခုနှစ်မှာနယူးယောက်မြို့မှာရှိတဲ့ကုလသမဂ္ဂအတွင်းမှုချုပ်ရုံးမှာတာဝန်ထမ်းဆောင်ခဲ့သေးတယ်ပေါ့နော်နောက်တစ်ခုက1982ခုအမေစုရဲ့အသက်28နှစ်အရွယ်မှာသူတေသနာပညာရှင်ပါမောက်ကမိုက်ကယ်အဲရစ်နဲ့အိမ်အောင်ပြုခဲ့တယ်အမေစုအိမ်အောင်ပြုတဲ့အချိန်မှာအသက်က28နှစ်ဒါပေမဲ့သူ့ရဲ့အမျိုးသားကလည်းပညာတတ်ပဲဗျသူတေသနာပညာရှင်ပါမောက်ခပဲနော်နောက်တစ်ခုက1988ခုနှစ်မှာအမေစုရဲ့မိခင်ဒေါက်ခင်ကြီးနေမကောင်းဖြစ်တယ်ပေါ့နော်အသက်ကလည်းကြီးပြီအဲ့တော့အမေစုရဲ့မိခင်ဒေါက်ခင်ကြီးကိုပြုစုဖို့ဆိုပြီးတော့ဒီ88ခုနှစ်မှာမြန်မာပြည်ကိုပြန်ဝင်လာခဲ့တယ်အဲ့ဒီအချိန်မှာပဲကျောင်းသားရေးတော်ပုံကြီးဖြစ်တယ်တနိုင်ငံလုံးကလူထုတွေအုံကြွကြတယ်ကျောင်းသားတွေတော်လှန်ကြတယ်အဲ့ဒီမှာအမေစုလည်းဝင်ပါပြီးတော့ဒါတော်လှန်ခဲ့တယ်1988ခုနှစ်စက်တင်ဘာလ29ရက်နေ့မှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကိုတည်ထောင်ခဲ့တယ်1989ခုနှစ်မှာအမေစုကနေအကျယ်ကျုံနဲ့16နှစ်အချခံရတယ်1990ခုနှစ်မှာစောမောင်ကပြုတ်လုတဲ့နော်1990ခုနှစ်မှာပေါ့စောမောင်ကပြုတ်လုတဲ့ရွေးကောက်ပွဲမှာ NLD ကမဲအပြတ်သက်နဲ့အနိုင်ရခဲ့တယ်ဒါပေမဲ့တန်းရွှေတဲ့ခင်ကျိုးကအနိုင်ရတဲ့ NLD ပါတီကိုဖမ်းဆီးပြီးတော့ထောင်ချပလိုက်တယ်အာဏာမလွှဲပြောင်းပေးခဲ့ဘူးပေါ့နော်1991ခုနှစ်မှာင
ငြိမ်းချမ်းရေးနိုဘယ်ဆုကိုရရှိခဲ့တယ်ဟော1995 2000ခုနှစ်မှာနေအကျယ်ချုပ်ကနေလွန်မြောက်ခဲ့တယ်ပေါ့နော်2000နဲ့2002ခုနှစ်အတွင်းမှာနိုင်ငံရေးလှုပ်ရှားမှုကြောင့်ဒုတိယအကြိမ်အဖမ်းဆီးခံရတယ်2003နဲ့2010ခုနှစ်ကြားမှာဒီဘဲရဲကိုတွားခဲ့တယ်ဒီဘဲရဲမှာအမေစုကလူထုကိုစီယုံရင်ဆင်းခဲ့တယ်အဲ့ဒီမှာအမေစုလောက်ကြံခံရတယ်အဲ့ဒီအမေစုခရီးစဉ်မှာပြည်သူပေါင်း80ကျော်ဒီဘဲအရေးကမှာတိတ်ဆုံးခဲ့တယ်ပေါ့နော်ပြည်သူပေါင်း80ကျော်တောင်တိတ်ဆုံးခဲ့တယ်အဲ့ဒီမှာအမေစုလည်းပဲ1009နှစ်ထပ်ပြီးတော့ကြာခဲ့တယ်ပေါ့နော်1009နှစ်ထပ်ပြီးတော့ကြာခဲ့တယ်အဲ့ဒါ2003ခုနှစ်ပေါ့1009နှစ်ကြာတယ်ဆိုတော့2010အထိပေါ့2010 2020ပေါ့2010မှာလွတ်မြောက်ပြီးတော့ LD ပါတီကိုပြန်လည်ဖွဲ့စည်းပြီးတော့2012ခုနှစ်မှာကြားပြတ်ရွေးကောက်ပွဲမှာအနိုင်ရခဲ့တယ်2015ခုနှစ်မှာ LD ကမဲအပြတ်သက်နဲ့အနိုင်ရခဲ့တယ်ဟော2019နဲ့2019မှာဂျီနိုဆိုက်နော်ရိုဟင်ဂျာအရေးကင်းကြီးဖြစ်ခဲ့တယ်ပေါ့2020ခုနှစ်နိုဝင်ဘာလ10ရက်နေ့မှာကျင်းပခဲ့တဲ့ရွေးကောက်ပွဲမှာမဲအပြတ်သက်နဲ့အနိုင်ရခဲ့တယ်2021ခုနှစ်ဖေဖော်ဝါရီ1ရက်နေ့မှာအာဏာသိမ်းခံရတယ်ပေါ့နော်အခု line ပေါ်မှာပြန့်နှံ့နေတဲ့ဗီဒီယိုဖိုင်ဟာ12ရက်12လ2022နှစ်5လုံးနေပေါ့နော်နောက်ဆုံးဗီဒီယိုဖိုင်ပဲဖြစ်တယ်2023 2024 2025နှစ်နဲ့6လအထိအမေစုပျောက်နေတယ်ပေါ့နော်ဘာဖြစ်မှမသိဘူးဒါကြောင့်ဘဘတို့ပြည်သူလူထုတွေတနိုင်ငံလုံးကစစ်ကောင်စီလက်ရှိအမေစုရဲ့အခြေအနေကိုထုတ်ပြပေးဖို့အတွက်ဘဘတို့ဖိအားပေးတဲ့နဲ့မိကိုထုတ်တဲ့နဲ့အမေစုသေလားရှင်လားဆိုတဲ့အသက်အန္တရာယ်ကိုဘဘတို့တော်တော်လေးစိတ်ပူရတယ်စိုးရင်ရတယ်ပေါ့နော်အခုဘဘပြောနေတာဒါလေးလေးနက်နက်ပြောနေတာပေါ့နော်လေးလေးနက်နက်ပြောနေခြင်းဖြစ်တယ်ပေါ့နော်အဲ့တော့ဘဘပြောပြတဲ့အမေစုရဲ့ဘဝတစ်စိတ်တစ်ချောင်းပြီးဆုံးသွားပြီပေါ့အဲ့တော့တော်လိုင်းသတင်းတွေကိုဘဘတစ်ဆက်တည်းပြောပြပြီတနင်္လာရီတိုင်းရေပြိုမြို့နယ်မှာအကြမ်းဖက်စစ်တပ်ဂိတ်စကန်3ခုကိုတပြိုင်နက်တည်းဝင်ရောက်တိုက်ခိုက်တာအကြမ်းဖက်စစ်သား6ယောက်သေဆုံးသွားတယ်။နောက်ပဲခူးတိုင်းပေါင်းတယ်မြို့ပြည်သူများကိုလူတိုင်းတတိုင်းအဖြစ်ဖမ်းဆီးထားတဲ့အင်အား100ပါစစ်ကြောင်းကို PDF တွေကတိုက်ခိုက်တာအကြမ်းဖက်စစ်သား4ယောက်သေဆုံးသွားတယ်။ပြည်သူတွေကိုလူသားတတိုင်းအဖြစ်ဖမ်းဆီးထားတဲ့အင်အား100ပါတဲ့အကြမ်းဖက်စစ်ကြောင်းကို PDF တွေကတိုက်ခိုက်တာအကြမ်းဖက်စစ်သား4ယောက်သေသွားတယ်။နောက်စကိုင်းတိုင်းမုံရွာမြို့နယ်မုံရွာမန္တလေးလမ်းပိုင်းမှာအိမ်စီးကားနဲ့ထွက်လာတဲ့အကြမ်းဖက်စစ်သားတွေကို PDF တွေကတိုက်ခိုက်တာဗိုလ်ကြီး1ယောက်အပါအဝင်အကြမ်းဖက်စစ်သား3ယောက်သေသွားတယ်။အဲ့ဒီကားကိုလည်းပဲ PDF တွေကမီးရှို့ပလိုက်တယ်။နောက်တစ်ခုကအခု A နဲ့ပတ်သက်တဲ့သတင်းဟောဗတ်မော်သတင်းတော်ပျောက်သွားတယ်အခုလက်ရှိမြန်မာနိုင်ငံမှာ A နဲ့ပတ်သက်တဲ့သတင်းတွေကြီးပဲ A တိုက်နေတဲ့နေရာကြီး3ခုပါလဲတကယ်အားရပါရကြီးကြောက်ဖြူမကွေးတိုင်းနိုင်ရီကန်ဖြူဟာစကန်ဟောရေးကြီးအမှတ်344အမြောက်တက်အဲ့ဒီ3ခုစလုံးဟာတကယ်ဂရိတ်ကြီးတွေကြီးပဲတကယ်ဂရိတ်ကြီးတွေပဲကြောက်ဖြူမှာအမှတ်32ရဲတက်ရင်ကအဲ့ဒါကြောက်ဖြူရဲ့ဘန်ကာကြီးပဲအဲ့ဒီအမှတ်32ရဲတက်ရင်ကြာရင်ကြောက်ဖြူကပွင့်ထွက်သွားပြီကြောက်ဖြူကပွင့်ထွက်သွားအဲ့ဒီအမှတ်32ရဲတက်ရင်ကအဲ့ဒါဘန်ကာကြီးအတိကဘန်ကာကြီးအဲ့ဒီ32ရဲတက်ရင်ကြာတာနဲ့
ကြောက်ပြူဒင်ညဝတီရေတက်ဌာနချုပ်ကတွားပြီပြီးတော့တရုတ်စီမံကိန်းတွေတွားပြီဟောနောက်မကွေးတိုင်းငဖဲမြို့နယ်မှာရှိတဲ့နိုင်ရီကန်ဗျူဟာကုန်းဆိုတာကရခိုင်ပြည်နယ်အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ကိုစား